မင်္ဂလာပါရှင်။ဘာမှခေတ်သစ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ16ရက်နေ့ညနေခင်းသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါရမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ပြည်သူကိုတပ်ဖြတ်ပြီးလူထုကိုကိုစားမပြုသောမင်းအောင်လှိုင်ကိုအာဆီယံကတွေ့ဆုံမြေပေါ် NUG, KNU, CNF, ABSDF, KNPB အပါအဝင်တော်လှန်ရေးအင်အားစုများကကန့်ကွက်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။မြန်မာပြည်သူများကိုငလင်ဘေးတင်ချိန်နဲ့တင်းကျပ်နှစ်ကိုကာလပါမကျန်ဘုံကျဲတပ်ဖြတ်နေသောမင်းအောင်လှိုင်မှာလူထုကိုကိုစားပြုခြင်းမရှိ၍အာဆီယံကတွေ့ဆုံမြေပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရင်အမျိုးသားစီယုံ KNU ချင်းအမျိုးသားတပ်အုပ် CNF ABSDF KNPB အပါအဝင်တော်လှန်ရေးအင်အားစုများကန့်ကွက်ကြောင်းယနေ့ထုတ်ပြန်ကြေညာသည်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရင်အမျိုးသားစီယုံ KNU ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPB ချင်းအမျိုးသားတပ်အုပ် CNF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်အုပ် ABSDF အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ FRC နှင့်အမည်မဖော်လိုသည့်အင်အားစုများကထိုးထိုးကန့်ကွက်လိုက်ခြင်းဖြစ်သည်အာဆီယံခေါင်းဆောင်များအနေဖြင့်လူသားချင်းစာနာထောက်ထားသည့်အကူအညီများကိုခွဲခြားဆက်ဆံမှုမရှိဘဲဗတ်မလိုက်ဘဲ humanitarian principle များနှင့်အညီထိရောက်စွာအကူအညီပေးနိုင်ရေးအတွက်ဆောင်ရွက်ရာတွင်စစ်ကောင်ဆောင်မင်းအောင်လှိုင်မှတဆင့်ပေးအပ်ခြင်းကိုသာပြုလုပ်ပါကလူသားချင်းစာနာထောက်ထားသည့်အကူအညီများသည့်နိုင်ငံရေးအရာအလွဲအသုံးချမိအနေကိုမလွဲမသွေတွေးကြုံရမည်ဖြစ်သောကြောင့်စစ်အုပ်စုမှတဆင့်သာပေးအပ်ခြင်းကိုအပြင်းထန်ကန့်ကွက်ကြောင်းတော်လှန်ရေးအင်အားစုများကကြေညာသည်မြန်မာနိုင်ငံတွင်အပြစ်မဲ့ပြည်သူများကိုမြန်မာနှစ်သက်ကိုအခါကာလမရှောင်နေစဉ်ရက်ဆက်တိုင်းပြည်ဗန္နာဖြင့်ဝယ်ယူထားသည့်ဆက်လက်နက်ကြီးငယ်တိုက်လေယာဉ်များဘုံများဖြင့်ပစ်ခတ်တပ်ဖြတ်နေသောစကောင်းဆောင်အားမြေငလင်ပေးထန်တဲ့ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဟုသည့်အကြောင်းပြချက်ဖြင့်အာဆီယံခေါင်းဆောင်များကတွေ့ဆုံဆွေးနွေးမြေပေါ်များစွာအထူးစိုးရိမ်မကင်းဖြစ်မိကြောင်းတော်လှန်အင်အားစုများကဆိုသည်ခွဲခြားဆက်ဆံမှုနှင့်ဗလိုက်မှုကင်းသောလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုတိုင်းပြည်နယ်နိမိတ်စုစုပေါင်း၏22ရာခိုင်နှုန်းကိုသာစိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်သည့်ဆက်အုပ်စုထံတိုက်ရိုက်ပေးအပ်ခြင်းမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းဒေသတော်လှန်အင်အားစုများကထိန်းချုပ်စီမံအုပ်ချုပ်ထားသည့်နယ်မြေများရှိပါဝင်ပတ်သက်သူအစိုးအဖွဲ့များအားလုံးနှင့်ချိတ်ဆက်ပေးအပ်ထောက်ပံ့ရန်လိုအပ်ကြောင်းကြေညာချက်တွင်ထောက်ပြထားသည်အကြမ်းဖက်ဆက်အုပ်စုကအာဆီယံဘုံသဘောတူညီချက်5ချက်အပါအခြေခံအချက်တစ်ခုဖြစ်သောအကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရေးဆိုသည့်မူအပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံများရှေ့မှောက်တွင်လိုက်နာရန်သဘောတူညီခဲ့မှုကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည့်တရားခံလည်းဖြစ်ကြောင်းလက်ရှိတွင်စစ်အုပ်စုသည်တိုင်းပြည်အချုပ်အခြာအာဏာကိုထိန်းချုပ်ထားသည့်တကူတည်းသောအာဏာပိုင်မဟုတ်သလိုပြည်သူလူထုကိုကိုစားပြုခြင်းလည်းလုံးဝမရှိတော့သည်ကိုသတိချက်ရမည်ဖြစ်ကြောင်းတော်လှန်အင်အားစုများကသတိပေးထားသည်တိုင်းပြည်အချုပ်အခြာအာဏာသည်နေပြည်တော်မှတိုက်ရိုက်စီမံအုပ်ချုပ်နေသည့်အခြေအနေမဟုတ်တော့ဘဲနေမြေအသီးသီးရှိပြည်သူလူထုလက်ဝဲတပ်ဆင်သွားပြီးဖြစ်သည်ကိုသတိမိုးသင်ပြီးဖြစ်ကြောင်းထို့ကြောင့်လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံခြင်းနှင့်တိုက်ရိုက်ဦးတည်ထောက်ပံ့နေခြင်းသာမကအမှန်တကယ်ထိခိုက်ခံစားနေရသည့်တဘာဝပြီးစပေးတန်ခံမြန်မာပြည်သူများထံသို့အကူအညီပေးရေးအစီအစဉ်များတိုက်ရိုက်ရောက်ရှိနိုင်စေရန်သက်ဆိုင်သူများအားလုံးနှင့်လုပ်ငန်းစဉ်တရက်ဖြင့်ချိတ်ဆက်ဆောင်ရွက်သွားရန်အထူးပင်လိုအပ်ကြောင်းဆက်လက်သတိပေးသည်ထို့ပြင်စပေးတန်နှင့်မြင်းကလင်းတဘာဝဘေးတန်ကြောင့်အတိဒုက္ခရောက်နေရသည့်ပြည်သူများကိုကုညီထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုအရေးတကြီးဆောင်ရွက်ရမည့်ကာလတွင်စစ်အုပ်စုကတစ်ဖက်သက်ဦးစီးကျင်းပရန်ပြင်ဆင်နေသည့်ရွေးကောက်ပွဲဆိုသည်မှာလည်းမြန်မာအရေးကိုဖြည့်ရှင်းနိုင်မည့်ဦးစားပေးလုပ်ငန်းစဉ်မဟုတ်ကြောင်းတော်လှန်အင်အားစုများကထပ်လောင်းအသိပေးထားသည်မြန်မာပြည်တွင်အလုံးပါဝင်သောရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက်မြန်မာပြည်သူလူထု၏လိုလားချက်မျှော်မှန်းချက်များကိုကိုစားပြုသည့်သဘောထားထင်ဟပ်စေနိုင်မည်မြန်မာ owned and မြန်မာ led process ဖြစ်စေရန်အတွက်စစ်ကောင်ဆောင်နှင့်တစ်ဖက်သက်ဆက်ဆံဆောင်ရွက်မှုများကိုအထူးသတိပြုသင့်ကြောင်းတော်လှန်အင်အားစုများကတိုက်တွန်းထားသည်ဆက်လက်ပြီးဝက်လက်မြို့နယ်တစ်စိတ်ကျေးရွာစေကံကိုစစ်ကောင်စီတပ်ကတင်းကျပ်အတက်နှင့်လေရင်ဖြင့်ပေါင်900ပုံကျဲမှုခလေးတူအပါဝင်၄ဦးသေဆုံးပြီးနေအိမ်နှလုံးပျက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စကိုင်းတိုင်းဝက်လက်မြို့နယ်ရှေ့ကျန်းသစ်စိန်ကျေးရွာစေကံကိုပြစ်မှတ်ထားကအကြမ်းဖက်စစ်ကောင်စီတပ်ကပေါင်900ပုံကျဲချတိုက်ခိုက်ခဲ့ရာအသက်12နှစ်အရွယ်ကလေးတို့အပါအဝင်ပြည်သူလေးဦးသေဆုံးကြောင်းပြည်သူစေကံတော်လိုင်းတပ်ဦးမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်ယနေ့ဧပြီလ16ရက်တင်းချန်အတက်နေ့မွန်လယ်10:40မိနစ်ကဝက်လက်မြို့နယ်ရှေ့ကျန်းရှိသစ်စိန်ကျေးရွာစေပေးကံကိုပြတ်မှတ်ထား၍အကြမ်းဖက်စစ်ကောင်စီ၏တရဦးလေထိန်မှတက်လာသော Jet Fighter တစ်စီးဖြင့်ပေါင်900ပုံသည့်တစ်လုံးကျဲချတိုက်ခိုက်ခဲ့ရာစေကံနောက်ဘက်ရှိနေများအပေါ်သို့ကြားရောက်ပေါက်ကွဲပြီးအသက်12နှစ်အရွယ်ယောက်ျားကလေးတို့အပါအဝင်၄ဦးသေဆုံးကနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်
ကျဲသွားတာကတလုံးမဲ့ကျဲသွားတာပါဒါပေမဲ့ပေါင်900ဘုံနဲ့ချသွားတာဈေးကန်းကိုပြစ်မှတ်ထားပြီးကျဲသွားတာပေါ့အိမ်နှလုံးပျက်စီးသွားတယ်ဒဏ်ရာရက6ယောက်ရှိတယ်တအူးကဆိုရင်ရတယ်4ဦးကတော့တေသွားပြီ12နှစ်အရွယ်ယောက်ျားလေးတစ်ယောက်တေတဲ့ထဲမှာပါတယ်ကျွန်တော်တို့အဖွဲ့တော့ရောက်ပြီးကုညီကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်ဟုပြည်သူ့စေကံတော်လိုင်းတအူးမှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တဲ့သတင်းဌာနတန်းတို့ပြောကြားသည်ယနေ့တင်းချန်တန်နေတွင်ကရင်ပြည်နယ်ကော်ရိတ်စကိုင်းတိုင်းအရာတော်မြို့နယ်နှင့်ဝက်လက်မြို့အပါအဝင်နိုင်ငံတော်ဝန်လုံးနှင့်စစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နေကြောင်းစုံစမ်းသိရှိရသည်ဆက်လက်ပြီးငလင်ပေးတံခံခဲ့ရသူများနှင့်အတူစီလုံးညီညွတ်စွာရပ်တည်ပြီးမြန်မာပြည်သူပြည်သားများနှင့်အတူရှိနေကြောင်းဆွစ်ဇာလန်တန်ယွန်ထုတ်ပြန်ဆွေးသတင်းကိုတင်ဆက်ပေးပါမယ်ရှင်ငလင်ပေးတံခံခဲ့ရသူများနှင့်အတူစီလုံးညီညွတ်စွာရပ်တည်ပြီးမြန်မာပြည်သူပြည်သားများနှင့်အတူရှိနေကြောင်းဆွစ်ဇာလန်တန်ယုံရန်ကုန်ကဧပြီလ16ရက်မှာထုတ်ပြန်ပါတယ်မြန်မာနှစ်သက်ကိုကြိုးဆိုသောအဖြစ်မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်တန်ယုံမှာမြန်မာပြည်သူပြည်သားများအတွက်ငြိမ်းချမ်းခြင်းဖြင့်ကြံ့ကြံ့ခံပြီးအသက်တပံဖြစ်ပေါ်လာပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ဖော်ပြပါတယ်ယခုနှစ်သက်အခါသမယတွင်မကြာသေးမီကငလင်ပေးတံခံခဲ့ရသူများနှင့်အတူစီလုံးညီညွတ်စွာရပ်တည်ပြီးကျွန်ုပ်တို့ရဲ့တွေးများသည်မြန်မာပြည်သူပြည်သားများနှင့်အတူရှိနေတယ်လို့ဆိုပါတယ်မတူညီသောဒလေထုံးတမ်းများကြားမှာဆွစ်ဇာလန်နှင့်မြန်မာနိုင်ငံနှစ်ရပ်စလုံးသည်စီလုံးညီညွတ်မှုနှင့်နှစ်သက်ကိုတည်ဆောင်လာမည့်မျှော်လင့်ချက်ကိုမျှဝေကြတယ်လို့လည်းဖော်ပြပါတယ်ယခုတင်ဆက်ပေးမယ့်သတင်းကတော့မြေငလျင်ပေးတဲ့ပြည်သူတွေအတွက်ကယ်ဆယ်ရေးပစ္စည်းတန်ချိန်40တင်ဆောင်လာတဲ့ကုလစင်လုံးကလေရင်မြန်မာတို့ရောက်ရှိဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ဟာမြေငလျင်ပေးတဲ့မြန်မာနိုင်ငံရှိစစ်ဘေးရှောင်ပြည်သူတွေကိုထောက်ပံ့ပေးလျက်ရှိတယ်လို့သိရပါတယ်။မြေငလျင်ပေးတဲ့ပြည်သူတွေကိုထောက်ပံ့ပေးမယ့်အသက်ကယ်အကူအညီတန်ချိန်40ခန့်တင်ဆောင်လာတဲ့လေယာဉ်တစ်စင်းဟာအင်္ဂါနေ့ကဒူဘိုင်းမှာတဆင့်မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါတယ်။ UNHCR ရဲ့အဆိုပါစင်လုံးကလေယာဉ်ဟာစစ်ဘေးရှောင်ပြည်သူ16000ခန့်အတွက်ရွက်ဖြင့်တဲတွေနဲ့အိမ်သုံးပစ္စည်းတွေတင်ဆောင်လာခဲ့ပါတယ်။မြန်မာနိုင်ငံဟာမတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့မြေငလျင်ပေးကြုံတွေ့နေရဆဲဖြစ်ပါတယ်။အဆိုပါမြေငလျင်ကြောင့်လူ3900ကျော်သေဆုံးက9000ကျော်ဒဏ်ရာရရှိခဲ့ပြီးရာနဲ့ချီပျောက်ဆုံးနေပါတယ်။မြန်မာနိုင်ငံတွင်ကလေးငယ်1.8တန်းအပါအဝင်ပြည်သူ9တန်းကျော်မြေငလျင်ပေးတင်ခဲ့ပါတယ်။အင်အားပြင်းမြေငလျင်ကြောင့်ကျန်းမာရေးဆောင်190ကျော်နဲ့စာသင်ကျောင်း2300ကျော်အပါအဝင်အရေးပါတဲ့အခြေခံအဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့ပါတယ်။မြေငလျင်တန်းတဲ့အတိုင်းဝိုင်းတွေကိုကူညီဖို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကဒေါ်လာ285တန်းတောင်းခံထားပြီးပြည်သူ1.2တန်းကိုပံ့ပိုးကူညီဖို့ UNHCR ကဒေါ်လာ16တန်းတောင်းဆိုထားပါတယ်။ဆက်လက်ပြီးငွေဆောင်တဲ့ချောင်းသားရင်ရန်ကုန်မန္တလေးမှာလေပတ်သူများဖြင့်ပြန်လည်စီကောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းရွှေတောင်ရမြို့မကြီးစင်ကျေးရွာဝန်ကျင်းတွင်စစ်ကောင်စီတပ်နှင့်အာရခတမရောအေပူပေါင်းတပ်ဖွဲ့တိုက်ပွဲများကြောင့်ခရီးသွားလာရမှုမရှိတော့သည့်ငွေဆောင်တဲ့ချောင်းသားရင်ပြီးခဲ့သည့်မတ်လလောက်မှစတင်ကရန်ကုန်မန္တလေးမှလာရောက်လေပတ်သူများဖြင့်ပြန်လည်စီကားလာကြောင်းဒေသခံများကပြောသည်အမအတိတဲ့ဟိုတယ်မှာလှုပ်လှုပ်တဲ့သူတွေရှိတော့မေးကြည့်တာရန်ကုန်မန္တလေးကလာတာများတယ်ဟုငွေဆောင်ဒေသခံတို့မှလာရောက်လေပတ်သူများနှင့်ပတ်သက်၍ပြောသည်အပန်းဖြေခရီးသည်များဖြင့်ပြန်လည်စီကားလာသည့်အတွက်ဒေသခံလက်လုံလက်စားမိသားစုများမှစာဝတ်နေရေးပြည်လဲလာသည်ဟု၎င်းမှဆက်လက်ပြောပြသည်တချို့ကင်းတဲ့လေးတွေဆိုရင်မနက်ပိုင်းကင်းရောင်နေလေဆိုကုန်းတာဆိုတော့ဝမ်းသာရတာပေါ်လေဟု၎င်းဒေသခံမှဆက်လက်ပြောပြသည်မကြီးစင်တိုက်ပွဲများကြောင့်ပြီးခဲ့သည့်ဇန်နဝါရီလလောက်တွင်ငွေဆောင်နှင့်ချောင်းသာကန်ချိန်မှလည်းခရီးသွားနေပါခဲ့ရပြီးလူမှုကွန်ရက်များတွင်ကြိုတင်ဝယ်ယူထားခဲ့သည့်ကားလက်မှတ်များနှင့်ဟိုတယ်ဘုတ်ကဲများကိုရှော့ဈေးများဖြင့်ပြန်လည်ရောင်းချခဲ့ရတော့လေယခုတင်ချန်ကာလတွင်ခရီးသွားများဖြင့်ပြန်လည်စီကားလာခဲ့ကြောင်းငွေဆောင်ဒေသခံမှဆိုသည်ဟိုတစ်ခေါက်ချောင်းသာတိုက်ပွဲသတင်းတွေကြားရကြတဲ့ကလူမရှိတော့တာပါပဲဒီကြားတဲ့ခက်ကြဲကြဲပဲလာကြတာအခုမှလူပြန်စီတယ်ပေါ့လေဟု၎င်းကပြောသည်ချောင်းသာကန်ဂျီရင်းလင်ခရီးသွားပြည်သူများဖြင့်ယခုတင်ချန်တွေပြန်လည်စီကားလာတော့လေခရီးသည်များမှာတိတ်တိတ်ဆိတ်ဆိတ်ပန်းပြေးပြီးပြန်ကြသည်ဟုချောင်းသာဒေသခံတို့မှဆက်လက်ပြောပြသည်နိုင်ငံရေးမဖြစ်ခင်ကချောင်းသားကိုလာတဲ့ဧည့်သည်တွေကပျော်ပျော်ပါးပါးစိတ်ရှိတိုင်းကဲဖို့လာကြတာများတယ်။ဒီနောက်ပိုင်းကတော့ဧည့်သည်တွေကဘလောက်များများတိတ်တိတ်ဆိတ်ဆိတ်လေးအပန်းဖြေပြီးပြန်ကြတာများတယ်။အခုနှစ်တင်းချန်ကတော့ပိုပြီးတိတ်တယ်။ရှီမန်းတော်မသိတဲ့အထိနေကြတယ်၎င်းကပြောသည်။ပြီးခဲ့သည့်ဇန်နဝါရီလလောက်ကဒေတာရင်းတိုက်ပွဲများကြောင့်ငွေဆောင်ချောင်းသာကန်ကျေးများတွင်ခရီးသွားလာရောက်မှုနေပါခဲ့ပြီးဒေတာကန်များမှာ2လကျော်ခန့်စာဝတ်နေရေးချက်တဲခဲ့ကြသည်ဟုလည်းဒေတာကန်များကပြောဆိုသည်။